Felix ရဲ့ blog လေးကနေကြိုဆိုလိုက်ပါတယ်အခုတော့အပြင်မသွားခင်မျက်နှာတစ်ဖို့အတွက်ခွာရှာလေးရင်လုပ်ပဲပေါ့နော်ခွာရှာတော့အရင်မလုပ်တတ်ဘူးဒါပေမဲ့အတိတ်လောက်လေးအမြဲလုပ်ဖြစ်ပါတယ်စာလေးလိမ့်ချေတော့မယ်ပထမဆုံးကတော့ Felix moisture လေးလိမ့်မယ်ပေါ့နော် moisture လေးလိမ့်ပြီးသွားရင်တော့ sun cream လေးလိမ့်ပါမယ် sun cream လိမ့်ပြီးသွားရင်တော့ Felix makeup လေးနဲ့လိမ့်မယ်ပေါ့ပြီးတော့မျက်ခုံးလေးကိုချဲတာပါမယ်ပြီးတော့ရင်တော့ Felix နှကန်းလေးဆိုပြီးတော့ပြီးပါပြီရှာရင်လည်းပါဝေးရမှမသိတော့ရှိရလေးပဲကောက်ဝစ်လိုက်တော့စပိန်ကိုတော့စပရိတ်နှစ်ခုနဲ့ပုံသွင်းနေပါတော့ပထမတစ်ခုကတော့အရင်မတောင်းဒုတိယတစ်ခုကတော့တောင်းတောင်းလေးဖြစ်သွားအောင်လို့ပုံသွင်းပါတယ်CN Square ဟိုဘန်ကောက်မှာနာမည်ကြီးပြီးတော့လူငယ်အကြောင်းမှာရေပန်းစားနေတဲ့လမ်းလေးပေါ့အခုတော့သူတို့ဆောင်းခရန်အတွက်ဘာလောက်ထားကြလဲတော့မသိဘူးရေလွှာချောစီနေကြတယ်ပြီးတော့ဒီ Jet Point ဆိုတဲ့ကားထဲမှာနာမည်ကြီးရဲ့ဆိုင်လေးပေါ့ဒီဆိုင်လေးဝင်ပြပါတယ်ပြီးတော့ဘိုက်စာလို့ဂျပန်ဆိုင်မှာ Felix ညစာလေးဝင်စားပါမယ်ပင်အင်းကြီးရှာပါတယ်ရှာပေမဲ့တခုမှကြိုက်မတွေ့ပါဘူးညာစီလေးထပ်သွားပါမယ်ညာစီသွားပြီမဲ့လည်းအကြိုက်ကမတွေ့ဘူးလူများပြီးတော့ပူပါနဲ့ပဲပြန်လာခဲ့ပါတော့တယ်နောက်ဆုံးတော့ 7-Eleven ကပဲစားစရာတောက်စရာလေးဝယ်ပြီးအိမ်မှာပဲနေပါတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးတက်တာ